ကဲဒီနေ့မှာတော့ဒါကျွန်တော်သမနာရုပ်ရှင်မှာကျွန်တော်ဒီမှာနေနဲ့ဗီဒီယိုခဏရုပ်ရှင်စကားကြီး pressure ရုပ်ရှင်တွေပြောပါတယ်အဲ့တော့ဗီဒီယိုခဏရုပ်ရှင်စကားကြီးမှာပါလေဘယ်လိုလဲပါလဲဆိုတော့နေထုတ်ပါမယ်ပြီးအင်းကြီးပြပါမယ်အဲ့တော့တခြားအလုပ်ရင်းရှိတွေပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ pressure မှာinvitation ပို့ပေးတယ်အဲ့အင်းကြီးပြလို့လည်းကျေးဇူးတင်ပါတယ်အဲ့တော့ဒါနည်းနည်းစောစောလေးရောက်လာတယ်ပေါ့နော်စောစောလေးရောက်လာတယ်ဖြစ်တဲ့အတွက်နည်းနည်းလေးဆောက်ဆောက်မဖြစ်တဲ့အတွက်ဘယ်လိုလဲရောက်နေပြီလေထိုက်ကြည့်ကြအောင်ဟုတ်ကဲ့ဟုတ်အားလုံးပဲမင်္ဂလာပါရှင်။ကြွရောက်လာကြတဲ့ပရိသတ်တွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့အေးအနေနဲ့ဒါရိုက်ကူးခဲ့တဲ့အချိန်ကလည်း10စုနှစ်တစုလောက်ရှိနေပြီဆိုတော့လေအရန်ငယ်သေးတဲ့အချိန်မှာအမားယွင်းနေရှိရလို့ရှိရင်လည်းဖြစ်ဆိုပေးထားလည်းပေးပါလို့ပြောချင်ပါတယ်ရှင်။ပြီးတော့အေးလို့ဒီအသက်အရွယ်လူငယ်တွေမှာဒီတောင်ပြုံးနဲ့ပတ်သက်ပြီးတော့မသိသေးတဲ့အကြောင်းအရာတွေအများကြီးရှိပါလိမ့်မယ်။အဲဒီလိုလူငယ်တွေလည်းဒီကားလေးကိုလာရောက်ကြည့်တဲ့အခါမှာငါတို့တွေကတောင်ပြုံးဆိုတာမသိသေးတဲ့အခါမှာတောင်ပြုံးပွဲကြီးဆိုတာဒီလိုပါလားဆိုတဲ့ဟာကိုလည်းအမြင်တွေးရမှာဖြစ်တဲ့အတွက်လည်းအဲကြောင့်မို့လာရောက်ပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ငယ်လေးပဲရှိသေးတယ်နော်ဘာ experience မှလည်းမရှိသေးဘူးဘာ knowledge မှလည်းမရှိသေးဘူးနော်ဒီ acting နဲ့ပတ်သက်လို့ပေါ့ဟုတ်ပါဆိုတော့အဲ့ချိန်တော့ကျွန်တော်တို့ရိုက်ခဲ့တဲ့ခါလေးဖြစ်လို့ကြောင့်မလို့ကျွန်တော်တို့အားလုံးတူတူစူးစမ်းခဲ့ကြတာပါတကယ်လို့ acting တွေပါတယ်ကျွန်တော်တို့အပြစ်တွေပါရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့နားနဲ့ခွင့်လို့ပြပါပြီးတော့ဆွမ်းနာပြောသွားသလိုပဲဒီကားလေးကတောင်မြုံရဲ့အဓိကအကြောင်းပေါ့နော်အဲ့လိုဖြစ်တော့ကြောင့်မလို့အခုခေတ်လူငယ်တွေနဲ့ဆိုလို့ရှိရင်လည်းဝေးနေမယ်လို့ကျွန်တော်ယုံကြည်ရပါတော့ဒီကားလေးကဒါတောင်မြုံနဲ့ကျွန်တော်တို့ပြန်ပြီးမှ reconnect လုပ်ပြီးတဲ့သဘောမျိုးလေးလို့လည်းဖြစ်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့အားလုံးအားပေးပါအောင်မျိုးပလာတောင်းတွေကိုထမ်းဆောင်နေတဲ့မျိုးနွယ်တို့နင်ဟာမျိုးရိုးကိုမောက်တယ်စကားပြောလေတော်တော်မောက်မှရိုင်းစိမ့်လာတာပဲတန်ရမှန်းမှာမဟုတ်ကြမရဲ့ဘယ်နဲ့တော်ဝင်သွေးနဲ့မှရောကျင်ရတယ်လို့ရှစ်သားကိုရှစ်လိုပဲနက်ကတော့လုတ်ခိုင်းပေါ့မင်းတို့အဖေယုံကြည်ရောတဲ့နက်လောကနဲ့လုံးဝမပတ်သက်ဘူးနင်နဲ့လေးမလို့အချက်မရှိတော့ဘူးလားငယ်စဉ်ခါမမြင်နိုင်တဲ့အဖြူရောင်နှလုံးသားလေးများကြိုးချင်ချီနှောင်နေအစလာရဲ့အချနာရဲ့ရင်မချာနာထားတဲ့မီယိုလာရဲ့ဝင်းကဘာလို့ချိုးခွေရဲ့ကောက်မမြင်သာအောင်မျက်စိခွဲမောက်လောကလည်းများရဲ့ထမဲအစင်လာကိုဦးထိပ်ပန်းလျှောက်မတူညီတဲ့ဘဝဒိဗေနောက်အလုံးလိုက်လို့မောနေစေတနေ့တော့ငြိမ်ချမယ်ထင်တယ်စောင့်နေမှာမကဲအခုဆိုတော့ဒါမီယောခဏရုပ်ရှင်စကားကြီး pressure ကိုရောက်ပြီးတော့ကြည့်ပြီးသွားပြီပေါ့နော်ကြည့်ပြီးသွားပြီဖြစ်တဲ့အတွက်ပြပါတော့မယ်အဲ့တော့ဒီကားနဲ့မှာပါတဲ့တရုတ်ဆောက်ထားတဲ့မင်းသမီးဇက်ဖို့စိတ်ရဲ့အကုန်လုံးကတကယ် idea တွေကကျွန်တော်နေကောက်ထားတဲ့နေရာမှာပါတယ်
အဲ့တော့ဒီချက်ပေါ်နေဖိတ်ခေါ်ပါတယ်ကိုနေတော့ဆိုရင်ဒါ ID ဆောင်းတော်တော်လေးမိုက်တဲ့နေမှာပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်အခုတော့ကျွန်တော်ကို invitation ပို့ပေးတယ်အင်ဂျင်ဖြူရောနောက် preparation တို့ရဲ့အကောတော့เนาะကျေးဇူးတင်ပါတယ်နောက် preparation နဲ့ဒီထက်မကအောင်မြင်ပါစေပြီးတော့နောက်ထပ်ရုပ်ရှင်စကားတွေအပြိုင်နဲ့ထပ်မံရိုက်ကူးနိုင်ပါစေပြီးတော့ academy နဲ့ရပါစေတော့ဆိုတော့မိတာပို့တာပြပါတယ်ပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်ဒီမှာကျေးဇူးကြအောင် see you guys